Happy Valentine's Day ဆိုတော့chocolate စားပြမယ်chocolate ချပြပါမယ်ကွာ Happy Valentine's Day မှာဟုတ်လဲပါပါကြည့်ကဲဒီမှာကျမရဲ့ chocolate ဘူးကျမရဲ့ chocolate ဘူး special မောက်ပြစ်လိုက်ပြီသူဟဲ့ကိပေါ်စားနေပြီမကျွေးနဲ့သူဒီတော့တားလေးဆိုအမေရရင်သူရတယ်လို့ပြောလို့ရပါတော့ကျမရဲ့ chocolate ကလေးကတော့ chocolate စားပြမယ်နော်အဲ့တော့ပုံမှန် chocolate တွေနဲ့မတူဘူးပေါ့ဘလက်တိုင်းလေးမှာစားရတာဆိုနော်ပါမယ်